ခင်မွန်းကြီးစေပါဗုဒ္ဓတစ္ဆေကဗုဒ္ဓောစအာရဟအကတဝကမာတာပိတုဂုရုတတ္တာဓမ္မတိကစတာယကဣမိတတ္တမဟာကုဏေအဟံဝနာမိတပ္ပရာတပည့်တော်ဒီတဏှာစာမစ၍ယနေ့ယခုတိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတစ္ဆေကဗုဒ္ဓအရှင်မြတ်ကြီးတို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအကတဝကမဟာတဝကယဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစီရန်ကြိုးချောင်းပြ၍ဆုံးမတတ်သောဆရာဓမ္မတို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတိလကုံတမာရီကုံပညာကုံတို့စီးပူးဖြည့်ခြင်းလျက်ရှိကြကုန်သောလူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်အရိယာတို့အပေါ်၌ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောပြောပြတတ်ဆုံးမတတ်သောဆရာဓမ္မတို့အပေါ်၌ထမင်းတလုံးရည်ဓမုတ်စသဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့ပူသောကျေးဇူးရှင်ပုဂ္ဂိုလ်တို့အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယိုတိမြတ်တို့လက်ဆုံမူ၍ရှိခိုးပါ၏ဖျားဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်ရော့ကြောရသောကောင်းမှုကံစေတနာတို့ကြောင့်အလုံးစုံသောဘေးရောဂအန္တရာယ်အပေါင်းတို့မှကင်းဝေးပြီးလျှင်မြတ်စွာဘုရားရှင်ဟောကြားတော်မူသောတစ္ဆာလေးပါးမြတ်တရားကိုကောင်းစွာတည်မြင်၍နိဗ္ဗာန်တော်ဝင်နိုင်တော်ကိုဖြစ်ရပါစေသာအရှင်ဘုရားလောကီမင်္ဂလာအဖျားဖျားတို့သည်လည်းစိတ်ကြံနိုင်တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသာအရှင်ဘုရား